line ပေါ်မှာနော်နင် line ပေါ်မှာဈေးအောင်ကျင်နေဆိုရင်တည်းငါတင်ပေးမယ်နော်ဘယ်လိုရောက်မှာဆိုတာငါတင်ပေးမယ်နော်ကြည်တာတရားကြည့်တယ်အားလုံးမင်္ဂလာပါရှင်နော်အမျိုးတို့ကြီးနော်ဒီလိုပစ္စည်းမှမတိုင်ဘယ်လိုပစ္စည်းကတန်ပါလေတည်းဘယ်လိုပစ္စည်းကတန်ပါလေ0 ဘတ်ပြောတော့တာ0 ဘတ်ပြချင်းနှိပ်ကြည့်တိုင်း200ကျော်နဲ့300ကျော်နဲ့အဲ့လိုမျိုးရင်းထည့်ရမယ်နော်ရှင်မထည့်ထည့်ရင်မရဘူးကဲယောက်ျားလေးအိုးအကုန်လုံးကြီးကြည့်ပါဦးဗျာဒီလိုအိမ်တစ်ထည်နော်25ဘတ်နဲ့ဗျာပို့ကပတိဝင်ကြတော့80ကျော်80ကျော်နေလုံးဝနေရင်းထည့်ရမယ်နော်ရှင်မထည့်တော့မရဘူးနော်အဲ့ဒါသဘောပြပြပြီးတော့လေလူကလည်းကောင်းကောင်းမနေအောင်နော်အသက်ကုန်ဘယ်လိုပဲသူ့အိုးဘယ်လိုပဲမလို့ဟိုအားတင်သွားတဲ့ပုံစံမျိုးပေါ့အမလူကြည့်ကြပါဦးအမလူကြည့်ကြပါဦးရှင်ရှင်းရမယ်ခုမှအဲ့လိုမျိုးတွေကိုလုပ်ရမယ်နော်အဲ့လိုမျိုးမင်းဟုတ်တဲ့နေ online မှာစီရောက်လို့မရဘူးသဘောပေါက်နော်ကြားလားနောက်မှနေအောင်ငါနော်ခိုင်းလို့နိုင်ပါရငါပြောအောင်မတင်ပေးအောင်မသိအခုနေတော့ဒါပဲနော်သဘောပေါက်တာသင်ချမ်းမှတ်တာ